ကောင်းသောနေ့ပါအေးချမ်းပျော်ရွှင်ကြပါစေရှင်ကျမတို့တွေနှစ်သက်ကူပြောင်းခဲ့လို့တပတ်တာကာလကိုရောက်ကြပြီပေါ့နော်ဒီနေ့လေးမှာ Peaceful Life Channel အနေနဲ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာကကျမတို့တွေဆုံးဖြတ်ထားတဲ့အတိုင်းကျမတို့ချမှတ်ထားတဲ့သတ်မှတ်ချက်လေးတွေအတိုင်းတကယ်ပဲဆောင်ရွက်ဖြစ်ရလားဆိုတာပြန်လည်သုံးသပ်ခြင်းဆိုတဲ့အကြောင်းအရာလေးပါကျမတို့တွေအများစုကနှစ်ဟောင်းကုန်ကန်ဒီနှစ်သက်ကူပြောင်းကန်ဒီအချိန်ကာလတွေမှာနှစ်သက်မှာဘာတွေလုပ်မယ်ဘယ်လိုဖြတ်သန်းမယ်စသဖြင့်ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ကြပါတယ်ဒီကနေ့ဆိုရင်နှစ်သက်ကူပြောင်းလို့တပတ်တာကာလရောက်ခဲ့ပါပြီကျမတို့တွေတကယ်ပဲဆုံးဖြတ်ချက်တွေအတိုင်းပြုမှုပြောဆိုနေထိုင်ကြပြီလားရှင်သင်ကဆုံးဖြတ်ထားတဲ့အတိုင်းနှစ်သက်မှာလိုအပ်တဲ့လူကျင်တဲ့ပြောင်းလဲမှုတွေအတိုင်းပြုမှုနေထိုင်နေဆိုရင်တော့မိမိ၏ဆုံးဖြတ်ချက်အတိုင်းလှုပ်ဆောင်တတ်တဲ့သင်ကို Peaceful Life Channel မှာလေးစားပါရဲ့ရှင်ရွေချက်တွေပြည့်မြောက်တဲ့အထိဆုံးဖြတ်ချက်တွေအတိုင်းဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ကျမတို့ဘဝမှာမိမိကိုမိမိလေးစားနိုင်ခြင်းဟာတကယ်ကိုစိတ်ဆွမ်းအားကိုမြင့်တက်စေပါတယ်အများစုကြုံမှုကြမယ်ထင်ပါတယ်ကျမတို့အရန်ပင်ပန်းနေပေမဲ့လောက်ရမယ့်အရာတစ်ခုကိုပြည့်မြောက်အောင်လှုပ်ဆောင်နိုင်ခြင်းကျမတို့အရန်စားကျင်နေပေမဲ့ကျမတို့အတွက်မသင့်တော်တာမို့မစားဘဲနေလိုက်နိုင်ခြင်းအဲ့လိုအခြေအနေမျိုးတွေမှာကျမတို့ရဲ့စိတ်မှာကျဉ်းနှံ့မှုတစ်ခုကိုခံစားကြရပါတယ်မိမိကိုမိမိလေးစားရတဲ့အခြေအနေတွေအများကြီးရှိနိုင်တဲ့အထက်ကမှတင်းငယ်တဲ့လှုပ်ဆောင်မှုလေးတွေဆိုပေမဲ့ကျမတို့ရဲ့စိတ်ကိုကျဉ်းနှံ့မှုပေးနိုင်တဲ့မြင်သာတဲ့အကြောင်းအရာလေးတွေကိုပြပြခဲ့တာပါကျမတို့တွေမိမိကိုမိမိလေးစားနိုင်ဖို့တင်းငယ်တဲ့အမှုကျင့်လေးတွေကအစပြုလို့ဆုံးဖြတ်ချက်တွေအတိုင်းမှန်မှန်ကန်ကန်လှုပ်ဆောင်ကြရအောင်နော်တကယ်လို့အခြေအနေအကြောင်းမျိုးမျိုးကြောင့်ကျမတို့ဆုံးဖြတ်ခဲ့သည့်အတိုင်းမနေနိုင်သေးဘူးမပြောင်းလဲနိုင်သေးဘူးဆိုရင်စိတ်ပြတ်အားငယ်ခြင်းမပြုပါနဲ့နော်ကျမတို့တွေငါဘာကြောင့်ဒီဆုံးဖြတ်ချက်တွေကိုချခဲ့တာလဲငါဘာကြောင့်ပြောင်းလဲခြင်းခဲ့တာလဲဆိုတဲ့အဓိကအကြောင်းအရာကိုပြန်တွေးပြီးပြုပြင်ပြောင်းလဲနိုင်ဖို့အားယူပါနော်တကယ်လို့ပြောင်းလဲမဲ့အရာတွေဆုံးဖြတ်ချက်တွေကိုစာနဲ့ရေးခဲ့မယ်ဆိုရင်လည်းကိုရေးခဲ့တဲ့စာတွေကိုအကြိမ်ကြိမ်ပြန်ဖတ်ပါလို့အကြံပြုပါရစေကျမတို့တွေ2025ကပုံစံနဲ့2026ကပုံစံကမတူညီပဲပိုကောင်းတဲ့သူပိုတော်တဲ့လူပိုအေးချမ်းတဲ့လူတစ်ယောက်ဖြစ်နေရပါမယ်ကျမတို့တွေမိမိကိုမိမိလေးစားနိုင်ဖို့မိမိ၏ဆုံးဖြတ်ချက်တွေအတိုင်းလောက်နာဆောင်ရွက်နိုင်ရပါမယ်ဆုံးဖြတ်ချက်တွေသာချခဲ့ပြီးလက်တွေ့လှုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင်တော့ကျမတို့တွေဟာမိမိလိုချင်သောအခြေအနေတိုးတက်မှုတွေကိုမရနိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းသိထားရပါမယ်ဒါကြောင့်ကျမတို့တွေဘာကြောင့်ပြောင်းလဲခြင်းခဲ့တာလဲဘာကြောင့်ပြောင်းလဲဖို့ဆုံးဖြတ်ချက်တွေကိုချခဲ့တာလဲဆိုတာကိုသတိကပ်ပြီးဆုံးဖြတ်ချက်တွေအတိုင်းဆောင်ရွက်ခါကျမတို့ရည်မှန်းချက်တွေစီအရောက်သွားကြရအောင်နော်နားထောင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်တကယ်ပဲရည်ရထားတဲ့ဆုံးဖြတ်ချက်တွေအတိုင်းလက်ဆောင်နေလားဆိုတာပြန်လည်မျှဝေပေးပါအောင်နော်နောက်နေ့တွေမှာလည်းကျမတို့ရဲ့စိတ်ကိုအေးချမ်းစေတဲ့အကြောင်းအရာလေးတွေဆွေးနွေးပေးမှာမို့ Peaceful Life Channel မှာပြန်လည်ဆုံတွေ့ကြရအောင်နော်